အမီရွှေရောင်ငှက်နှင့်တစ်ပင်ကြီးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတင်ခန်းစာပါသောပုံပြင်တောအုပ်တစ်ခုထဲမှာရွှေရောင်အမွေးနူးနူးနဲ့ငှက်လေးတစ်ကောင်နေပါတယ်သူ့မှာအတန်တာရတဲ့အဆိုတစ်ပုတ်ရှိပြီးနေတိုင်းတစ်ပင်ကြီးတွေရဲ့အရွက်တွေကြားကတချင်းဆိုလေးရှိတယ်ဒီနေ့မှာတော့လူတွေကတောကိုခုတ်ပြီးအိမ်တွေစက်ရုံတွေတိဆောက်ဖို့စတင်လာတယ်ရွှေရောင်ငှက်လေးဟာသူ့အိမ်ဖြစ်တဲ့တစ်ပင်ကြီးတစ်ပင်ခုတ်ခံရမယ့်အချိန်မှာကြောက်လန့်သွားတယ်တစ်ပင်ကြီးကသူ့ကိုပြောတယ်ငှက်လေးငါမရှိရင်မင်းဘယ်မှာနေမလဲလူတွေကတစ်တောတွေကိုမထိန်သိမ်းရင်အနာဂတ်မှာသူတို့ပါဒုက္ခရောက်လိမ့်မယ်ငှက်လေးဟာစဉ်းစားပြီးရွာသားတွေစီပြန်သွားကသူ့ရဲ့အတန်တာယာနဲ့တချင်းဆိုပြခဲ့တယ်တစ်ပင်မရှိရင်မိုးမရွာဘူးတစ်ပင်မရှိရင်လေကောင်းမလာဘူးငါတို့အိမ်ငါတို့ကဘာလေးပျက်စီးသွားမယ်ရွာသားတွေငှက်လေးရဲ့တချင်းကိုကြားပြီးအံ့အားသင့်သွားကြတယ်သူတို့နားလည်သွားတာကတစ်ပင်တွေဟာအောက်ဆီဂျင်ပေးတယ်မြေဆီလွှာတိုက်စားမှုကိုကာကွယ်တဲ့တိရစ္ဆာန်တွေရဲ့အိမ်ဖြစ်တယ်အဲ့ဒီနေ့ကစပြီးရွာသားတွေဟာတစ်ပင်တစ်တောတွေကိုစနစ်တကျထိန်းသိမ်းလာကြတယ်ရွှေရောင်ငှက်လေးနဲ့တစ်ပင်ကြီးလည်းပျော်ရွှင်စွာဆက်နေထိုင်ခဲ့ကြပါတော့တယ်တကင်ခန်းစာတဘာဝကိုမထိန်သိမ်းနိုင်ရင်ကျွန်ုပ်တို့အားလုံးနစ်နံမီတစ်ပင်တပင်စိုက်ချင်းဖြင့်အနာဂတ်ကိုကယ်တင်ပါတစ်ပင်တွေကကဘာရဲ့အဆုပ်ပါသူတို့ကိုချစ်ပါထိန်သိမ်းပါဒီပုံပြင်လေးကကလေးတွေကိုတဘာဝထိန်သိမ်းရေးအလေးအကျင့်ကောင်းတွေတင်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်